ပဋ္ဌာန်းပါဠိတော်ကြတော့သူကစုံနိယလို့ခေါ်တာပေါ့နော် prose လို့ခေါ်တဲ့ဟာပေါ့မှန်ပါဗျာအဲ့တော့ဒီအသုံးလေးကိုပဋ္ဌာန်းပါဠိတော်ရွတ်ဆိုတာအနဲ့အဓိပ္ပာယ်နားလည်မှုမရှိပဲရွတ်ဆိုရင်ရောအစွမ်းထက်ပါသလားဆိုဒီအစွမ်းထက်တယ်ဆိုတာအစွမ်းထက်ခြင်းလို့ရွတ်တာမျိုးဘုရားတရားတော်တွေကတော့ဒီလူတွေအတွက်တရားအစွမ်းထက်ဖို့ဒီလိုရွတ်တာတော့မဟုတ်ဘူးเนาะမှန်ပါဗျာဒါရွတ်ရင်အစွမ်းထက်တယ်ဆိုတာတကူရှိတယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးเนาะမှန်ပါဗျာအဲ့တော့အဲ့ဒီပဲနားမလဲပဲနဲ့ရွတ်ဆိုရင်ရောကုသိုလ်ရပါသလားမှန်ပါဗျာမှန်ပါဗျာဒီလိုရဲ့အေးတဲ့နာပေါ့เนาะမှန်ပါဗျာမြတ်စွာဘုရားရဲ့တရားတော်တွေကအစွမ်းရှိတယ်လို့ဆိုတာဘယ်လိုအစွမ်းရှိတော့ဆိုမြတ်စွာဘုရားတရားတော်တွေကိုကြားနာပြီးတော့မျက်မျက်နှိုးနှိုးနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာလူတွေသာမကဘူးနတ်တွေလည်းပါတယ်ပေါ့မှန်ပါဗျာနတ်ပြမတွေလည်းပါတယ်မှန်ပါဗျာအဲ့တော့ဘုရားဟောတဲ့တရားတော်တွေကိုရွတ်ဆိုပြီးဆိုရင်ဒီနတ်ပြမတွေကစိတ်ဝင်စားပြီးတော့သူတို့လာတဲ့အခါမှာတခြားမကောင်းဆိုးဝါးတွေကဖယ်ရှားသွားကြတယ်မှန်ပါဗျာတကူကြီးတဲ့ပုဂ္ဂိုလ်လာရင်တကူမရှိတဲ့နတ်တွေကဖယ်သွားပြီးဒုက္ခပေးမဲ့ဟာတွေမရှိတော့ဘူးပေါ့နော်အဲ့လိုတော့ဖြစ်နိုင်တယ်နော်မှန်ပါဗျာမြတ်စွာဘုရားပဋ္ဌာန်းကိုမျက်မျက်နှိုးနှိုးနာယူထားကြတဲ့နတ်တွေကသူတို့လည်းနားကျင်လို့လာတဲ့အခါမှာသူတို့ရဲ့အရှိန်အဝါတွေပေါ့မှန်ပါဗျာဥပမာပဲရှားရူးကြီးတဲ့လူကြီးတယောက်ရောက်လာတဲ့ဆိုရင်အလိုလျောက်ဒီသူ့ရဲ့အရှိန်အဝါဆိုရှိတယ်ပေါ့နော်မှန်ပါဗျာအဲ့လိုအရှိန်အဝါမျိုးဖြစ်တယ်လို့လည်းဆိုနိုင်တယ်နောက်မြတ်စွာဘုရားရဲ့တရားတော်တွေကိုရွတ်ဖတ်ပူဇော်တယ်ဆိုတဲ့ဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းလည်းရှိတယ်ပေါ့မှန်ပါဗျာကုသိုလ်ကောင်းမှုရှင်တဲ့နှလုံးထဲမှာပီတိဖြစ်ပြီးတော့ရွတ်ဆိုမယ်ဆိုရင်ဘုရားကိုပူဇော်မယ်ဆိုရင်ရွတ်ဆိုမယ်ဆိုရင်မှန်ပါဗျာမြတ်စွာဘုရားဟောတဲ့တရားတော်တွေရဲ့လေးနဲ့မှန်ကန်မှုကြောင့်နားမလဲတော့လဲအကျိုးသက်ရောက်မှုတော့ရှိတယ်လို့ဒီလိုပြောမှာပေါ့နော်အကျိုးသက်ရောက်မှုဖြစ်ပါတယ်ဘာကြောင့်အကျိုးသက်ရောက်တာတုံးလို့ဆိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကအကြောင်းကျိုးစီလျော်ပြီးတကယ်စစ်မှန်တဲ့တရားတော်တွေဖြစ်သည့်အတွက်ကြောင့်ထိုစစ်မှန်တဲ့တရားတော်တွေကိုနတ်တွေပြမတွေကလည်းပဲလိုလိုလားလားနှစ်သက်ကြတာဖြစ်သောကြောင့်ရှင်တဲ့နှလုံးထဲမှာပီတိဖြစ်နိုင်တာဖြစ်သောကြောင့်ကုသိုလ်တရားတွေရနိုင်တာဖြစ်သောကြောင့်ဒီကုသိုလ်ရတယ်ကုသိုလ်ရဲ့အစွမ်းတော့ရမယ်ကုသိုလ်ရဲ့အစွမ်းကုသိုလ်ရဲ့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အစွမ်းတတ္တိတော့ရှိတယ်လို့ဒီလိုပဲမှတ်တဲ့တယ်ပေါ့နော်မှန်ပါဗျာပဋ္ဌာန်းကိုနေရာရွေးပြီးရွတ်တဲ့နေနေရာမရွေးရွတ်မိပါကအနှောက်အယှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားတချို့ပြောကြဆိုကြတာတွေကိုဘုံဘုံလည်းကြားဘူးပါတယ်ကြားရတယ်ပေါ့မှန်ပါဗျာဒါဖြစ်နိုင်တာတခုကတော့ဒီလိုပေါ့ပဋ္ဌာန်းတရားတော်တွေကိုဆန့်ကျင်တဲ့ဘုရားတရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနေရာမှာရွတ်တယ်ဆိုပါစို့မှန်ပါဗျာဒီရွတ်မယ်ဆိုရင်ဆန့်ကျင်မဲ့တော့ဖြစ်နိုင်တယ်တွေ့နိုင်တယ်ပေါ့နောက်ဆက်ပေးတယ်ဆိုတာအဲ့ဒါမျိုးပေါ့မှန်ပါဗျာဥပမာပဋ္ဌာန်းတွေရွတ်နေတယ်ဒီအတန်ချဲဆက်ကြီးနဲ့ရွတ်လို့နားမခံနိုင်လို့ဆန့်ကျင်တဲ့လူတွေရောရှိတာပဲရှိတယ်မှန်ပါဗျာမှန်ပါဗျာဟုတ်တယ်မလားမှန်ပါဗျာအဲ့ဒါတော့အတန်ကျဲလို့ဆန့်ကျင်ပဲဖြစ်တယ်ဆိုတာအဓိပ္ပာယ်တစ်ခုပေါ့နော်မှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုမကြည်ညိုလို့ဆန့်ကျင်လို့ဘာသာချင်းမတူလို့မုန်းတီးတဲ့ပုဂ္ဂိုလ်တွေကလည်းပဲလူသားကအနှောက်အယှက်ပေးတာကတစ်မျိုးမှန်ပါဗျာလူတွေမမြင်ရတဲ့တရားတွေထဲမှာလည်းပဲဒီလိုမကြိုက်တဲ့တရားတွေရှိနိုင်တယ်နတ်တွေပါလေမှန်ပါဗျာမကြိုက်တဲ့တရားတွေကဒါရွတ်ရင်သူတို့အနေထိုင်ခက်တယ်မှန်ပါဗျာစိတ်ဆင်းရဲတယ်ဆိုရင်နောက်ဆက်ပေးနိုင်တယ်ပေါ့မှန်ပါဒါတော့ပေးနိုင်တဲ့အနေထားရှိတယ်ပေါ့မှန်ပါဒါကြောင့်မလို့ပဋ္ဌာန်းရွတ်တတ်မယ်ဆိုရင်မေတ္တာပို့ပြီးတော့အလုံးလက်ခံနိုင်တော့မေတ္တာစိတ်နဲ့ရွတ်ရင်လည်းပိုကောင်းတယ်ပေါ့နော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ပဋ္ဌာန်းတွေဒီဂါရာတွေဖျားကုံတော်တွေရွတ်ဆိုတာအနက်အဓိပ္ပာယ်နားလည်မှုမရှိပဲရွတ်ဆိုတာနဲ့အနက်အဓိပ္ပာယ်နားလည်မှုရှိပြီးရွတ်ဆိုတာနဲ့ကုသိုလ်ရခြင်းအတူတူပဲလားဗျာကွာခြားတယ်အဓိပ္ပာယ်နားမလည်ပဲနဲ့ရွတ်ဆိုတာတော့သူကမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ရွတ်လို့ရှိရင်တရားပဲဖြစ်မှာပေါ့နော်မှန်ပါဗျာအဓိပ္ပာယ်နားလည်လို့ရှိရင်ပညာလည်းဖြစ်တာပေါ့မှန်ပါဗျာပို့ပြီးတော့အဓိပ္ပာယ်နားလည်လိုက်လို့ရှိရင်အသိပညာပါပါသွားတယ်။အော်ဘုရားဘာတွေရှင်းပြနေတယ်ဆိုတာကိုနားလည်တဲ့အတွက်ကြောင့်တရားရောပညာရောနှစ်ခုစုံသွားတယ်လို့ပြောလို့ရတယ်ပေါ့မှန်ပါဗျာနော်မှန်ပါဗျာအဲ့တော့ပို့ပြီးတော့အသိပြီးတော့ရွတ်တာပို့ပြီးတော့တမိုးကြီးတယ်လို့ပြောတင်ပါဗျာတင်ပါဗျာ